ဟုတ်ကဲ့အားလုံးခေါ်ပါမှာတော့ဒိုင်ဦးကိုဖြစ်ပါတယ်ကျွန်တော်တို့ယထာနဲ့သွားတာပါယထာလက်မှတ်ကတော့ကြိုတင်ပြီးတော့ဝယ်ရပါတယ် online စနစ်နဲ့ဝယ်တာဖြစ်ပါတယ်ခင်ဗျကဲမနက်စောစောအစာပြေဆိုပြီးတော့ကျွန်တော်တို့ကိတ်မုတ်တယောက်တစ်ခုစီနဲ့ခရီးဆက်တင်ပါပါပြန်မလာတော့မဲ့တင်းရဲ့ချစ်သူကိုတင်းကစောင့်နေတယ်လို့မျိုးမဟုတ်ပဲယထာကတော့9နာရီတောင်းအတိဆိုတာနဲ့စတင်ထွက်ခါတာဖြစ်ပါတယ်အဲ့တော့9နာရီတည်းနောက်မကြဘဲနဲ့ယထာပေါ်ရောက်နေဖို့အရန်အရေးကြီးပါတယ်တင်းချစ်သူကတော့တင်းစီပြန်မလာတော့ပါဘူးဒါနဲ့အကြည်တက်လေးပြပါရစေဗျာနေအောင်စလုံးကအေးမဝတဲ့အတွက်အဲ့ချင်မှုတူရုပ်တွေဖြစ်နေကြပါလေရန်ကုန်မြို့ရဲ့နေမထွက်ခင်အချိန်လေးကိုကျွန်တော်ယထာပေါ်နေတွေ့မြင်နေရတာဖြစ်ပါတယ်ယထာကတော့ဘူတာငယ်လေးများမှာမရက်ပဲနဲ့တိုးချောင်လေးမှာတော့1000နာပါတယ်တိုးချောင်လေးဘူတာကနေလေယထာပေါ်ကိုခရီးသွားတွေထပ်မံပြီးတော့တက်ပါတယ်ခင်ဗျပြီးရင်တော့ယထာကပြန်လည်ထွက်ခွာပါတယ်စိတ်ပါဆက်လိုပဲတဆက်ဆက်စားတဲ့ကျွန်တော်တော့ကတော့ပြီးရင်နော်ကျွန်တော်နေမဲလားဆိုတော့မဟုတ်ပါဘူးဘာသာတရားအရန်ကိုင်းဆိုင်သူရောက်လျက်နေရာမှာတရားအမြင်မှတ်ပါတယ်ဘာရဲမဟုတ်ပါဘူးသူများတွေလို့သူလိုမျိုး live လုပ်ကြည့်တာဖြစ်ပါတယ်ရှုကင်းနေဘာမှမမျော်လင့်ပါနဲ့ရှုကင်းဦးစားပြီးရိုက်တာမဟုတ်ပါဘူးခင်ဗျကျွန်တော်ကတော့တန်လန်းဦးစားပြီးရိုက်တာပါကဲအခုဆိုရင်ကျွန်တော်တို့ပဲခူးမြို့ထဲရောက်ပြီးပဲခူးဘူတာမှာဆိုက်ရောက်တော့မှာပါကဲပဲခူးဘူတာမှာလဲယထာခဏလောက်နားအောင်ပါပါခီးသည်တွေတင်အောင်ပါပါယထာဘိန်းလေးထိုးအောင်ပါပါအဲ့မဲ့လေးလန့်တာဟာ sorry အေးပါစတာဆက်ပြောမယ်ကဲပဲခူးရောက်ပြီပေါ့ဗျာနော်ပဲခူးမှာနားတယ်ပြီးရင်ပြန်ထွက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်အတူချုံးပြီးတော့ပြောလိုက်တာပါယထာပေါ်ဈေးတွေလာရောက်တော့လဲမနေနိုင်မထိုင်နိုင်နဲ့တဖူးတော့ဝယ်လိုက်တယ်ဗျာဝယ်လိုက်တာကင်လို့တော့မရဘူးဗျတော်တော်ပူတာအဲ့နဲ့ယထာထွက်တော့ကျွန်တော်တို့လေငင်းခံပြီးတော့ဗောနော်လေငင်းခံတော့ဖြစ်တယ်လေတလက်ခံတာဗောနော်ဈေးရလဲတန်တလားမမင်းနဲ့တဖူးမှ1000ပဲပေးရတယ်ဒါတော့မှ2000မို့3ဘူးရမလားလို့သွားစစ်သေးတယ်ပါရိုက်မခံရတာကံကောင်းတယ်ဗျာကဲခဏနေကြရင်နော်ကဲသွားခြင်းနဲ့ဒိုင်ဦးကိုရောက်တော့မယ်အဲ့တော့မျောနေတယ်ဗျာကောင်းလေးကပျော်နေတယ်ဗျာဘူးချမ်းကဲ whiskey alright ပြုံးမိသဘောကျဒိုင်ဦးကိုရောက်ပြီဗျာကြာချိန်နေနေရတော့ရန်ကုန်နေဒိုင်ဦးကို2နာရီနဲ့မိနစ်40ပေါင်ဝန်းကျင်လောက်ပဲကြာတယ်ဗျကဲရောက်ချင်းဘာလို့မလဲဆိုတာသိတယ်မလားဆွဲပြီထမင်းကြော်ဝတ်သားလေးနဲ့ပေါ့နော်ဒါဒီထဲမှာလိုက်ပွဲမပြတာသေးဘူးသူ့ရဲ့ရွေးချယ်မှုတွေရတယ်အရမ်းမိုက်ပါတယ်ရာသီဥတုနဲ့အညီပေါ့နော်ကျွန်တော်အုံနှုတ်ခေါက်ဆွဲမှာစားပါတယ်သူစားပါအုံအောင်တခွန်းမပြောတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်ဒီမှာသားတွေကိုလည်းကိုတော်တယ်ဘာလို့ငါလာကြည့်ဦးမမင်းနဲ့တိုက်လိုက်ဦးမယ်နောက်ကနေတော့ခေါ်မရတယ်ကွာရောက်နေပါဆယ်ဆွဲပြီးတော့ခရီးဆက်ခဲ့ပါတယ်အင်းရောက်ပေါ့နော်အခုသူပြောနေရတော့ကျွန်တော်ပြောပြမယ်ဆိုရင်ဒီမြို့မှာကတဲ့လမ်းမလျှောက်ဘူးတဲ့လူတွေသိပြီးတော့တဲ့ဘာဖြစ်လို့လဲဆိုတော့လမ်းလျှောက်နေရင်ဒါဒီဒေတာကံမဟုတ်ဘူးတဲ့တရားကြီးရမယ်တရားကြီးမချစ်သူတွေရင်ဝဲရမယ်ကိုကြီးကဲဒါကတော့သူမရဲ့ home sweet home ဆိုတဲ့အိမ်လေးကိုရောက်ပြီပဲဖြစ်ပါတယ်ကဲရောက်တာနဲ့ဆိုင်ကယ်တစ်စီးနဲ့နှစ်ယောက်ဒိုးတာပေါ့နော်သူကတော့ရှေ့ရစီးရကျွန်တော်ကတော့ဆိုင်ကယ်စီးရပါတယ်ကျွန်တော်နောက်ကပါစိန်ပန်းမီကိုမြင်ပြီးတော့လေငယ်ဘဝကကိုယ့်ရဲ့စာမေးပွဲအဖြေလွှာစာရွက်ကိုတောင်တတိယမိတယ်မင်းနေတယ်ရွယ်ဟုတ်ပြီမင်းသမီးရှောက်ထားမယ်မင်းသမီးအဲ့လောက်မမြန်နဲ့လေဖြည်းဖြည်းရှောက်လေဒီမင်းသမီးရတော့ကွာ
အဆုံးထိသိန်းကြီးခံပြီးကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်